ဒါရတာဟုတ်လားကျွန်တော်ရောက်ဖြစ်တယ်ကြောက်လာပဲကြောက်လာကျွန်တော်တော့အခုလမ်းတွေးခဲ့တယ်မရီယာဟွာပြန်လာမယ်ဘာမှစင်မရအောင်ဟိုလဲပြီးသားကိုဓာတ်ခွဲထားတာဟုတ်တယ်ဗျာပြောပါကျွန်တော်ဟိုပြည့်ရင်ဟိုပြည့်မသွားတော့ပါဘယ်လိုလဲမှမပြောပါကြားပါရောတော့စင်ကြည့်လို့ပေါ့ကျွန်တော်ဟို1000ဝက်လောက်တော့ထပ်ပြီးဟိုပြည့်ပြီးနေတယ်လိုက်ကြကျွန်တော်မရှိဘူးဟောဆင်းပြေတယ်လို့ပေါ့အခုဆင်းသေးလားကိုတော့ဆင်းပြေပါဗျာကျွန်တော်ဆင်းလက်ကတော့ဆန်းကြည့်တာမရဘူးအခုမြန်ချင်းနေလို့တော့ကျွန်တော်ဟိုပြည့်ပြီးလာတယ်ဆန်းကြည့်တာလေအခုကျွန်တော်ရေးမကြည့်ဘူးတော့သိရတယ်ကလေးနဲ့ကတော့အဲ့ဒါမှဟိုထဲမှာပါအဲ့ဒါခုနကအဲ့ပလက်နဲ့လိုင်း9000ယူဘဲမလုပ်ပြီးသားလားခံခွဲပါအောက်ကဟိုဟာလေးပဲထိထားတာပါအောက်ကဘက်လိုက်ပြားနေမှာပါဟိုဟာလေးနဲ့ဖုံနေနဲ့ဖုံဝင်ထားအဲ့ဖုံဝင်ထားလို့ပြောအဲ့ကြောင့်အဲ့ဒီနဲ့ဖြစ်သွားတာအဲ့နဲ့မလဲတော့ဟိုဝယ်အောင်လုပ်တယ်မို့လားလုပ်တယ်ဗျာဝယ်အောင်တော့လိမ့်မပေါ့ဒီမငယ်ချင်းတွေတော့နောင်းလာကြည့်ရပြင်ပြီးတော့ပောက်ပဲဘောရဘာလို့လို့ပိတ်လူကြိုင်နေတယ်ဘာလို့လုံးပြီကောင်းတာကောင်းတယ်နော်ဟုတ်တယ်ဝိုင်း90တောင်မှအဲ့လောက်မဟုတ်ဘူးဟိုဝိုင်း90ဆိုတော့ဘာဝိုင်း90လဲအဲ့ဒီကြည့်လိုက်မယ်ရတာအားကြရကျွန်တော်ဟိုအဖြစ်လိုက်တိုင်းပဲဟိုအဖြစ်ပြီးတာအတိုင်းပဲလဲပြီးတာအားတော့ဝင်တော့မလားဝင်နေဗျာအကုန်လုံးထမ်းသွားတယ်ဟိုလေဆန်းလို့ကမရဘူးလေအားတော့အောက်ဝင်ရင်ကိုရတယ်ဝင်နေမှန်းတော့အနေချင်းကြောင်ရင်တော့မှကျွန်တော်ရတယ်ပါမှန်းတော့ကြောင်ရကျွန်တော်ဒီတော့မပြလိုက်ဘူးကျွန်တော်လည်းသုံးနေပါမယ်ခါကြီးပါရတော့ရခင်းကားကြီးပါလေကြည့်ဟုတ်ပြီကျွန်တော်သိပြီတော့ခင်းကားလည်းနှစ်ချက်ပဲတော့အဲ့ဒီကဘုံမလို့ပြီးမှာဟိုကိုဟွာပြင်းနေတယ်လို့ကျွန်တော်လည်းအောက်ကဟွာတော်သေးတယ်ဘလက်ပို့ပါပို့တင်နေရတယ်ဟုတ်အောင်ကြည့်ဘာဘူးကျွန်တော်သူများတွေကအိုင်မကျွန်းနဲ့ကတ်သွင်းတာအားကြောင့်ကျွန်တော်ဗရီသေးမှုလောက်တာလားအားမနေလို့မဟုတ်ဘူးလေတဲ့